ကိုတယောက်ထဲရှိတဲ့အစီရဲ့ဆုံးနှလုံးသားနိုင်ငံငယ်ခေါင်မိုးအောက်ကထူကြမယ်လာနေချေရောက်ရဲ့ရိုက်နေတော့မဲ့တေကလေးရဲ့ရှိနေပုံရဲ့အစမပြေနိုင်တဲ့ကိုဘဝတိုင်းပဲကွယ်ပင်နိုင်စပန်းလေးဝိကိုတွေ့ချောင်းမညွန်းတွေ့စီခြင်းနဲ့ကြပြလေးတစ်ပုတ်ထနူးညံ့နဲ့မိကလေးငယ်ကိုခွဲဘဝခရီးချမ်းနဲ့ချစ်တကူနဲ့မလငယ်စီခြင်းနဲ့မလာခြင်းမနဲ့အုံလာမိကလေးရွှေနန်းဆောင်ရွှေကောစောခင်ကန်တော်လေးစံပြေရာချွေရဲ့သစ်ပင်များစွာလေးအမြင့်ဆုံးမရေမလေးတစ်ပါးဖြစ်စေကွယ်စကလေးရဲ့ဒီလိုမင်းကိုထားခြင်းနဲ့နှလုံးသားမှာအားလုံးရှိတယ်တဲ့တွေကိုမိခဲနေမိထုံးဖို့ဆွဲပြီးခြင်းပါတယ်ချစ်တဲ့လက်နိုင်ပန်းလေးတွေဝေခင်ပြီးနေခြင်းနဲ့ကိုယ်နှလုံးသွင်းနေမင်းခန့်လေးစီစူစီခြင်းနဲ့ပြောစရာတွေပဲမင်းထွက်ဖြစ်ရမယ်လေးထမုန်တိုင်းဆဲလို့ကိုရဲ့ဘဝငြိမ်းချမ်းလာခြင်းပဲကိုတို့နှစ်ယောက်ထွက်လာပြီးညရောက်ရှိလာခြင်းပဲချစ်ဆုံးလေးထွက်ပန်းခင်လက်ခင်ပြီးချိန်မှာကွယ်လာခေါ်မှာပေါ့ကိုရဲ့မိကလေးရွှေနန်းဆောင်ရွှေကောစောခေခန်းဆောင်လေးစံမြင်ရာချွေရဲ့သစ်ပင်များစွာလေးအမြင့်ဆုံးမရေမလေးတစ်ပါးဖြစ်စေခွဲစကလေးရဲ့ဒီလိုမင်းကိုထားတယ်နှလုံးသားမှာအားလုံးရှိရဲ့ကျေတွေကိုမိခဲနေမိထုံးဖို့ဆွဲပြီးခြင်းမာတယ်ချစ်တဲ့လက်နိုင်ပန်းလေးတွေဝေခင်တည်နေခြင်းနဲ့ကိုယ်နှလုံးသွင်းနေမင်းခန့်လေးစီစူနေခြင်းနဲ့ပြောစရာတွေပဲမင်းအတွက်ဖြစ်ရမယ်